မရင်ကျက်သေးတဲ့စိတ်ဓာတ်တွေရင်ကျက်လာဖို့အတွက်မိတ်ကောင်းဆွေကောင်းရဲ့မိတ်ကောင်းဆွေကောင်းစီကတရားကောင်းစကားကောင်းရဲ့ဒီနှစ်ခုလိုပါတယ်ဒါအပြစ်မဲ့ကလာတဲ့ဟာနှစ်ခုဒီနှစ်ခုရှိရမယ်တဲ့မြတ်စွာဘုရားအဲ့တော့ဒီအပြစ်မဲ့ကဟာနဲ့လုံလောက်လာလို့ဆိုမလုံလောက်ဘူးအတွင်းမှာရှိရမယ်ကိုယ့်ရဲ့အရေးချင်းတွေနဲ့ပေါင်းစပ်ရအောင်ကိုယ်မှာအတွင်းကအရေးချင်းတွေဘာတွေရှိရမလဲဆိုသီလဝါကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်လူဆိုရင်လူသီလယဟန်ဆိုလို့ရှိရင်ယဟန်နဲ့ဆိုင်တဲ့သီလကိုချင်းသီလတွေပြည့်စုံရမယ်သီလပြတ်မဲ့အရေးကိုရှောင်ကျဉ်တယ်သီလပြတ်မဲ့အမှုကိစ္စမျိုးအသေးပဲဖြစ်စေအသေးဖွဲလေးပဲဖြစ်စေကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုရှုမြင်နိုင်ကြီးမားတဲ့အန္တရာယ်တစ်ခုအဖြစ်ရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟောကိုချင်းသီလရှိဒါကအတွင်းအရေးချင်းတစ်ခုသီလရှိရမယ်နောက်တစ်ခုကဘာလို့ဆိုဝိရိယရှိရမယ်ပြင်းနေလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးကိုချင်းသီလတော့ရှိပါရဲ့တရားထုတ်ရမှာပြင်းနေလေးလာရမှာပြင်းနေကိုယ်စိတ်ထဲမှာပေါ်လာတဲ့ကိလေသာတွေကိုတွန်းထုတ်ရမှာပြင်းနေကိလေသာတွေဖြစ်နေတာကိုဒီတိုင်းလက်ခံထားတယ်ကိလေသာတွေမဖြစ်အောင်စိုးပိတ်ရမှာပြင်းနေဆိုလိုတာတကားပိတ်ရမှာလည်းပြင်းနေမပိတ်ဘူးအကုသိုလ်တွေဝင်တဲ့တကားပေါက်တွေမပိတ်ဘူးပြင်းနေပြင်းလို့မပိတ်တာဝင်နေသလားဝင်ပါစေမျက်စိကဝင်နားကဝင်နှာခေါင်းကဝင်အာယုန်တွေနဲ့ဆက်ဆက်ပြီးတော့ကိလေသာတွေဖြစ်နေတာကိုတွန်းထုတ်မပြစ်ဘူးဆိုရင်ပြင်းတယ်လို့ခေါ်တယ်အေးအဝင်မခံဘူးမျက်စိကမြင်တဲ့အစင်းပေါ်မှာလောဘမဖြစ်စေအောင်ဒေါသမဖြစ်စေအောင်ကြိုးစားတယ်ဒါကိုကြိုးစားတယ်လို့ပြောတာဒီပြင်ကြိုးစားတာတွေပြောတာမဟုတ်ဘူးနားတွေကကြားလာတဲ့အတန်ပေါ်မှာလောဘဖြစ်အောင်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဖြစ်လာလို့ရှိရင်ဖယ်ရှားပြစ်ဖို့ကြိုးစားတကယ်တော့ကြိုးပမ်းမှု၄ရပ်လို့ဆိုလိုတာပေါ့ကြိုးပမ်းမှု၄ရပ်ဆိုတာသမ္မပဒံတရား၄ပါးကိုပြောတာသမ္မပဒံတရား၄ပါးဆိုတာနံပါတ်1စိုးပိတ်ခြင်းနံပါတ်2ဖယ်ရှားပြစ်ခြင်းဒါကအကုသိုလ်နဲ့ဆိုင်တယ်အကုသိုလ်မဝင်ရအောင်စိုးပိတ်ရမယ်ဟုတ်တယ်လူတွေအိမ်ထဲမှာအကောင်မ